ကိုယ့်အကိုဟာတာတော့အဖြစ်မခံနဲ့လူတွေအများကြီးနဲ့စကားပြောဖြစ်တဲ့အခါ self awareness ချို့တဲ့တာဟာထင်ထားတဲ့ထက်ပိုဆိုးတဲ့ပြဿနာတစ်ခုလို့မြင်လာမိပါတယ်အဲ့အကြောင်းလေးပြောပြချင်ပါတယ်နှုတ်ကနေ empathy အကြောင်းကိုကြရားရည်လွတ်တွတ်ပြောပြီးတော့တစ်ချိန်တည်းမှာပဲကိုကသူများတွေစီကမျောလင်းချက်တွေနဲ့တောင်းဆိုမှုမှာကြတော့တစ်ဖက်ကိုလုံးဝထဲ့မစင်စားပေးပဲနဲ့မျောလင့်တောင်းဆိုမိတာတွေတခြားလူတယောက်နဲ့အတွေးမတူတိုင်းမှာကို့အတွေးကပဲလုံးဝမှန်တယ်တခြားလူမှာသူဘာဖြစ်လို့အဲ့လိုမျိုးကိုနဲ့အတွေးမတူရတာလဲဆိုတဲ့ဖြေရှင်းချက်ဟာလုံးဝ valid မဖြစ်ဘူးလုံးဝမမှန်ဘူးဆိုပြီးတော့အတင်းပိတ်ကန်ညင်းတဲ့ဥစ္စာတွေဟာတကယ်ကိုရိုးစင်းစွာမသိလို့လုံနေဖြစ်ကြတယ်ဆိုတဲ့အကြောင်းကိုတော်တော်များများကျွန်မတွေ့ရပါတယ် empathy ဆိုတာသူနဲ့ကိုနဲ့အတွေးခေါ်မတူတိုင်းမှာကိုဘက်ကကြည့်ရင်ကိုကမှန်နေပေမဲ့သူ့ဘက်ကကြည့်ရင်လည်းသူ့မှာအဲ့လိုတွေးနေမြင်နေရမယ်အကြောင်းရင်းဆိုတာတကယ်ရှိတဲ့အတွက်သူ့အမြင်ကိုနားမလည်သည့်တိုင်အောင်သူ့ကိုမှားတယ်လို့ဆွဆွဲလို့မရတာပါမဆွဆွဲဖြစ်တာပါတကယ်ကတော့အဲ့ဒါအရန်ခက်ပါတယ်ဒါပေမဲ့ခက်လို့လုံးမရတာကတခုမသိတာတခုပါအဲ့တော့ကိုယ့်အကိုစဉ်းစားကြည့်ပါသုံးသပ်ကြည့်ပါငါကစေတနာနဲ့ပြောတာငါပြောတာကမှန်တယ်ငါပြောတာတကယ်ကပိုကောင်းတာပိုကောင်းအောင်လို့ငါကပြောပြတာတကယ်ဆိုရင်ငါပြောတဲ့ကိစ္စမှာလူအများလောက်ကြတဲ့ပုံစံပဲဒါဟုတ်သူဘာဖြစ်လို့လက်မခံရတာလဲအဲ့လိုတွေတွေးပြီးတော့ကိုပြောတာတခုတည်းကအမှန်သူ့ဘက်က point ဟာလုံးဝ valid မဖြစ်ဘူးလို့ veto အာဏာနဲ့ပယ်ချနေမိပြီဆိုရင်အဲ့ဒါ empathy ကိုနားလည်မှုလွဲနေတဲ့ပြဿနာဖြစ်ပါတယ်အဲ့လို sign မြင်တဲ့အခါကို့တွေးကို challenge ပြန်လုပ်ပြီးတော့နှက်ဆိုင်တွေးဖို့အတွက်ကိုဝင်မလေးပါနဲ့မကြောက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကအရန်တော်နေတယ်ကိုလောက်တာလုံးဝမှန်နေတယ်လို့အသေးချာထင်ပြီးတော့နှုတ်ကလည်းတွတ်ပြောနေဖြစ်တဲ့ကိစ္စတစ်ခုမှာတကယ်တမ်းကကိုတော်တော်လေးလိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုမသိတာကကိုတိုင်ဖြစ်နေတယ်ဆိုရင်အခြားလူတွေဘက်ကကြည့်ရင်ဟာတာဖြစ်နေပါလိမ့်နော်ဒါကြောင့်မလို့ self awareness ကအရန်အရေးကြီးပါတယ် personal life မှာပဲဖြစ်ဖြစ် professional life မှာပဲဖြစ်ဖြစ်ကိုအတွက်ကိုလိုအပ်တဲ့ self awareness အတွက်လမ်းပြောင်းနေခဲ့တယ်ဆိုရင်ပို့ပြီးတော့ကောင်းမွန်တဲ့ကိုယ့်ရဲ့ better version အတွက်ကျမတို့သူမကိုချင်းမှာ one to one coaching session လေးတွေယူနိုင်ပါတယ် personal branding for the real you ပေါ့နော်ကိုပုံစံနဲ့ကိုယ့်ရဲ့ personal branding ကိုတည်ဆောက်ချင်တယ်ဆိုလို့ရှိရင်ဘယ်ကနေဘယ်လိုစပြီးတော့ကိုနားလည်အောင်စူးစမ်းရမလဲနံပါတ်1 personal and professional communicationပုဂ္ဂိုလ်ရေးဘဝထဲမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် communication အခက်အခဲရှိခဲ့တယ်ဆိုရင်သို့မဟုတ်လက်ရှိထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ communication ကိုတည်ဆောက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲနဲ့ career decision and confidence ပေါ့နော်ကိုယ့်ရဲ့ career မှာလမ်းကြောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ဝေဝါးနေခဲ့ရင်သို့မဟုတ် confidence ပြောင်းနေခဲ့တယ်ဆိုရင်စသဖြင့်ဒီကောင်းစဉ်3ခုရဲ့အောက်မှာကျမနဲ့ one to one coaching ယူနိုင်ပါတယ် session တစ်ခုစီကို2သိန်းခွဲကျတင်မှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်အသေးစိတ်ကိုကျမရဲ့လုပ်ငန်း